ပရိသတ်ကြီးတို့အင်မတန်မှကိုစိတ်ဝင်စားနေကြတဲ့ရမတ်သိန်းတော်ကတော့အခုချိန်မှာဇက်တိုင်းလို့လာခဲ့ပါပြီအင်မတန်မှကိုဇက်နာခဲ့ရတဲ့အခါမိုင်းတွေကိုကြောလွန်ပြီးတော့မှပရိသတ်ကြီးတို့ပြန်လဲပြီးတော့မှစိတ်ကျေနပ်စေမယ့်အခါမိုင်းတွေရောက်ရှိတော့လာခဲ့ပြီတညတော်တစ်ခုမှာမပန်ခက်ကနေပြီးတော့မှဇာနီချက်ကိုတန်တီတွေကမောင်အနားမှာပဲနေတာရှိနေပါတယ်ဆိုပြီးတော့မှပြောနေခဲ့ပြီးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မောင်သားတန်တီတွေကိုအနားမှာရှိစေချင်တယ်ဆိုလို့ရှိရင်တော့လူကတော့လာလို့မရတော့ဘူးဆိုပေမဲ့လည်းဝိညာဉ်ကတော့လာလို့ရတယ်ဆိုပြီးပြောတဲ့အချိန်မှာတော့ဇာနီချက်ကနေပြီးတော့မှကြောက်ရွံ့ပြီးတော့မသားကျွန်တော်အနားမှာလာလို့ရှိရင်ကိုချိုးပြီးတတ်မှာပေါ့ဆိုပြီးတော့မှပြောနေခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာတန်တီတွေကနေပြီးတော့မှလည်းကိုလိုပဲပြန်လိုက်ပြောလိုက်ပါတယ်တကယ်လို့သာမောင်ကိုတန်တီရီကနေပြီးတော့မှတတ်ချင်တယ်ဆိုလို့ရှိရင်အရင်ကတည်းကတတ်လို့ရတာပေါ့ဆိုပြီးမှပြောတယ်ခုလိုမျိုးမတတ်ချင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမောင်အနားမှာခုလိုမျိုးဝိညာဉ်နဲ့နေနေတာပေါ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာဇာနီတက်ကနေပြီးတော့မှတန်တကယ်ပဲအဲ့လိုပြောသလားဆိုပြီးတော့မှကိုယုံကြည်ခဲ့မိပြီးတော့မှတန်တီရီကနေပြီးတော့မှခုလိုပြန်လဲပြောလိုက်ပါပြီမောင်သားတန်တီရီကိုအနားမှာရှိစေချင်တယ်ဆိုလို့ရှိရင်မောင်တန်တီရီကိုကြောက်ထဲမှာတုံးချခဲ့တဲ့ကြောက်ထဲကိုသွားပြီးတော့မှကြောက်တုံးတရုပ်ကိုကောက်ယူပြီးတော့မှအိတ်ကတိကိုထက်ပြီးလို့ရှိရင်တန်တီရီရဲ့မောင်နဲ့လိုက်ခဲ့ပါဆိုပြီးတော့မှပြောရမယ်ဆိုပြီးတော့မှပြောလိုက်တဲ့အချိန်မှာတော့စာနီတက်ကတော့တွေ့ယူတာယူနဲ့ယုံကြည်သွားပြီးတော့မှခုချိန်မှာတော့မနေ့ပြန်ကြလို့ရှိရင်မောင်တန်တီယူကိုလာခေါ်မယ်ဆိုပြီးတော့မှပြောလိုက်ပြီးပဲဖြစ်ပါတယ်အဲ့ဒါလို့နဲ့နောက်တည့်ရက်ရောက်တော့ဇာနီတက်ကနေပြီးတော့မှတန်တီရီကိုကြောက်ထဲမှာတုံချခဲ့တဲ့နေရာကိုပြန်သွားပြီးတော့မှအဲ့ဒါလိုပဲကြောက်တုံးကင်ပြီးတော့မှလှုပ်တဲ့အချိန်မှာနောက်ကနေပြီးတော့မှမပန်းခက်ကနေပြီးတော့မှရောက်ရှိလာခဲ့ပြီအဲ့အချိန်မှာနောက်လှည့်ကြည့်လိုက်တော့တန်တီရီမဟုတ်ပဲနဲ့မပန်းခက်ဖြစ်နေပြီးတော့မှမင်းဘာကြောင့်ဒီနေရာကိုရောက်လာခဲ့တာလဲဆိုပြီးပြောတဲ့အချိန်မှာခါကြားတွေဟာတနက်ကိုထုတ်ပြီးတော့မှတန်မပန်းခက်ကနေပြီးတော့မှဇာနီချက်ကိုတနက်နဲ့ချိန်ရွေးခဲ့ပြီးပဲဖြစ်ပါတယ်အချိန်မှာမင်းကတန်တီရီနဲ့ဘာပတ်သက်တာလဲဘာလို့သိထားတာလဲဆိုပြီးတော့မှကိုပြန်လိုက်မင်းများခဲ့တဲ့အချိန်မှာငါကမပန်းခတ်ရောတန်တီရီရောဒူဒူပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာမင်းကဒါရီတာကိုဇလန်းနဲ့ပြန်ပြီးထွင်ပြီးတော့မှရိုက်ပြနေတာပြီဆိုပြီးတော့မှမယုံသေးကဖြစ်နေကြပါသေးတယ်ဒါပေမဲ့လည်းမပန်းခတ်ကနေပြီးတော့မှမောင်ကအခုချိန်မှာဒါတွေကိုယုံမှာမဟုတ်ဘူးဆိုတာသိတယ်ဒါပေမဲ့လည်းမပန်းခတ်နဲ့တန်တီရီကတော့အတူတူပဲဆိုတာကိုသိကြပဲဆိုပြီးတော့မှပြောလိုက်ခဲ့ပြီးပဲဖြစ်ပါတယ်အဲဒါကြောင့်မယုံသင်ကဖြစ်နေတဲ့ဇာနီထက်ကနေပြီးတော့မှဒါဆိုရင်ဒီနေရာမှာတန်တီရီဘာတွေပြောခဲ့သလဲဆိုပြီးတော့မှပြန်လဲမေးမြန်းတဲ့အချိန်မှာမပန်းခတ်ကနေပြီးတော့မှဒီနေရာမှာတန်တီရီကကျွမ်းလက်တီးပြီးတော့မှပြီးတော့ရှော့လေးကိုရိုက်ချင်တယ်ဆိုပြီးတော့မှပြောလိုက်တဲ့အချိန်မှာတကယ်ပဲမင်းကတန်တီရီလားဆိုပြီးတော့မှကိုပြန်လဲမေးယူရတဲ့အထီကိုဖြစ်သွားခဲ့တဲ့ဇာနီချက်ပဲဖြစ်ပါတယ်အဲချိန်မှာမပန်းခက်ကနေပြီးတော့မှဒီနေရာမှာတန်တီရီကိုဘလို့မျိုးတွန်းချပြီးတော့မှကြောက်ထဲမှာတေးအောင်လှုပ်တာလေဆိုပြီးတော့မှထပ်လာပြီးပြောရမှာလားဆိုပြီးတော့မှကိုပြန်လဲပြောလိုက်တဲ့အချိန်မှာဇာနီတက်ကနေပြီးတော့မှတောင်းပန်ပါတယ်ဆိုပြီးတော့မှဟန်ဆောင်ပြီးတော့ပြန်လဲခုခံဘလို့တဲ့အချိန်မှာသူရဲ့ခြေထောက်တစ်ဖက်ကိုတနနဲ့ဒိုင်းကနေပြတ်သွားခဲ့တာပဲဖြစ်ပါတယ်အဲချိန်မှာတော့မပခက်ကနေပြီးတော့မှတန်တီတွေကတနက်ကောင်းအောင်ဖြစ်တတ်တယ်ဆိုတာဇာနီတက်မင်းသိပါတယ်ဆိုပြီးတော့ပြောင်းလဲပြောနေခဲ့တာပဲဖြစ်ပါတယ်အဲချိန်မှာတော့မြေကြီးပေါ်မှာဝတ်နေရတဲ့ဇာနီတက်ကတော့မောင်တောင်းမှပါတယ်မောင်မှားခဲ့ပါတယ်ဆိုပြီးတော့မျက်နှာလေးတငယ်နဲ့ကိုပြောနေခဲ့ရပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းမပန်းခက်ကတော့သူရဲ့လုံးရက်တွေကိုစာရတိနှင်ပြီးသားဆိုတော့သူဘာပြောကိုအယုံကြည်မရှိတော့ခဲ့တာကြောင့်ခုချိန်မှာတော့မညာမတာကိုလုံနေခဲ့ပြီပဲဖြစ်ပါတယ်ဒါကြောင့်ပရိသတ်ကြီးတို့တိုးလေးကိုအာရကျေနပ်ပြီးတော့မှလက်တော့ပြန်ခဲ့တဲ့အနေထားကိုတကယ်စိတ်ကျေနပ်စွာနဲ့ကြည့်ရမယ်အခမ်းပိုင်းနေဖြစ်နေပါပြီမပန်ခက်ကလူကိုတတ်ချင်တာမဟုတ်ပါဘူးဒါပေမဲ့လက်စားချချင်တာပါဆိုပြီးတော့မှကိုအဲ့ဒီကြောက်ကမ္ဘာနာကိုသားဆိုပြီးတော့မှကိုဇာနီတက်ကိုခိုင်းစေခဲ့ပြီးပဲဖြစ်ပါတယ်အဲ့ချိန်မှာတော့ငိုရမယ်မဲ့ရှီရမယ်မဲ့ဖြစ်နေတဲ့ဇာနီတက်ကတော့ဒီဥတိုင်ဆွဲပြီးတော့မှသွားနေရပြီပဲဖြစ်ပါတယ်ဘလောက်ပဲတောင်းမှမရတော့တဲ့အဆုံးမှာတော့ဇာနီတက်ကလက်လျှော့လိုက်ရတဲ့အနေအထားဖြစ်ပြီးဘာကြောင့်လဲဆိုတော့သူလည်းတန်တီရီကိုသူအေးနဲ့တက်ခဲ့တယ်လို့မျိုးအခုချိန်မှာတော့မပန်ခက်ကိုတန်တီရီရနေပြီးတော့ဇာနီတက်ကိုသူအေးနဲ့ပြန်လဲတတ်နေပြီပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မပန်ခက်ကနေပြီးတော့ဇာနီတက်ကိုအခွင့်အရေးတစ်ခုပေးပါတယ်ကိုကြောက်ထဲမှာခုံချပြီးတည်မလားဒါမှမဟုတ်တနတ်နဲ့ပြစ်ခံပြီးအဲ့ဒီပို့
ခါနေပြီးတော့မှအောက်ကိုကြောက်အောင်လုပ်ရမလားဆိုပြီးတော့မှပြောလိုက်တဲ့အချိန်မှာစာနီတက်ကရေမောပြီးတော့မှတန်တီရီမင်းကိုဒီရင်ပတ်ဟောဒီအထက်ကိုပြစ်ထည့်အိစာမဆိုပြီးတော့မှပြောနေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းတန်တီရီကတော့မပြစ်နိုင်ဘူးဆိုပြီးတော့ပြန်လဲညှင်းဆိုခဲ့ပြီးပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တန်တီရီအဲ့ဒီကြောက်ထဲမှာပြုတ်ကြပြီးတီးခဲ့ရတဲ့နာကျင်မှုမျိုးကိုခံစားစေချင်တာကြောင့်အဲ့လိုမျိုးအသေးမတက်ဘူးဒါပေမဲ့မင်းရဲ့ချက်ထောက်ကတော့ငါပြတ်တတ်မယ်ဆိုပြီးတော့မှကိုပြောလိုက်ပြီးတော့မှသူရဲ့ချက်ထောက်တွေကိုအချက်ပေါက်များစွာတနနဲ့ပြစ်ခတ်ပြီးတော့မှကြောက်ထဲမှာပြုတ်ကြပြီးတော့မှနေကုန်ချုပ်ရတဲ့ဇာနေချက်ပဲဖြစ်ပါပြီခုတော့ပရိသတ်ကြီးတော့တော်လေးကိုစိတ်ဝင်စားနေကြတယ်ရမသိန်းသောဇလန်းတွေရတော့ပြီးဆုံးလို့သွားခဲ့ပါပြီဗျာ